မင်းကိုစိတ်ချမ်းသာအောင်ပဲအမြဲချော့ပြောနေတဲ့သူဟာစေရာကောင်းတယောက်မဟုတ်ဘူးမင်းနာဝင်ချိုမဲ့စကားတွေပဲရွေးပြောပြီးမင်းကိုပျော်အောင်ထားနေတာဟာမှားယွင်းတဲ့လက်ပြမှုပဲမင်းကိုအမြဲတမ်းအစဉ်ပြေသွားမှာပါဖြစ်သွားမှာပါလို့ပဲအပြောချိုနေတဲ့သူဟာခေါင်းဆောင်ကောင်းတယောက်မဟုတ်သလိုမန်တာကောင်းတယောက်လည်းမဟုတ်သေးဘူးအဲ့ဒါတွေကအလီညာတွေပဲတကယ်လို့သာအဲ့ဒီစကားတွေကအမှန်ဆိုရင်လောကမှာလူတိုင်းတသေးဖြစ်နေပြီပေါ့လူတိုင်း BMW စီးနေကြပြီပေါ့ဒါပေမဲ့လက်တွေမှာအဲ့ဒီလိုမှမဟုတ်သားလောကကြီးကသူ့စနစ်နဲ့သူတတ်မှတ်ပေးတာပါဘယ်နှစ်ယောက်ကတော့တသေးဖြစ်မယ်ဘယ်နှစ်ယောက်ကတော့အောင်မြင်မယ်ဘယ်နှစ်ယောက်ကတော့လူအုပ်ကြီးထဲမှာပဲပျောက်ကွယ်သွားမယ်ဆိုတာအားလုံးကအစီအစဉ်တကြရှိပြီးသားဒါကြောင့်မင်းကိုပျော်အောင်ပဲထားချင်တဲ့သူကိုခေါင်းဆောင်လို့မတတ်မှတ်နဲ့တကယ်ခေါင်းဆောင်ဆိုတာမင်းကိုငိုရအောင်ထိတွန်းအားပေးနိုင်ရမယ်မင်းကိုအစွမ်းကုန်ကြိုးစားလာအောင်တင်းကျပ်တဲ့သူဖြစ်ရမယ်ကိုချ်ကောင်းတယောက်ဟာမင်းအပေါ်မပြသားရင်မတင်းကျပ်ရင် तू ဟာကိုချ်မဟုတ်တော့ဘူးဆရာဆိုတာမင်းကိုတာယာနေတဲ့အိမ်မက်ထဲကနေနိုးထလာအောင်နှိုးဆော်ပေးရမယ်သူတတိထားပါအောင်မြင်မှုဆိုတာအလကားမရဘူးမင်းအခုပဲနိုးထလိုက်တော့